但信到米，ဖယားရဲ့မီးကအင်္ဂလိပ်လိုဆိုရင်တော့ဒီမှာတော့ holy fire ပေါ့နော်ဒါပေမဲ့ဖယားရဲ့မီးကြတော့ consuming fire လို့ခေါ်တယ် consuming fire ဆိုတာလောင်ကျွမ်းသွားတာမဟုတ်ဘဲနဲ့လောင်နေတယ်မကျွမ်းတဲ့မီးဖြစ်တယ်လောင်သောမီးဒါပေမဲ့လောကမီးကြတော့လောင်ကျွမ်းသွားတယ်လောင်နေပြီးတော့ကျွမ်းသွားတယ်ပြီးတော့ဘာမှမကြဘူးဒါပေမဲ့ဒီမီးကြတော့လောင်သောမီး consuming fire consuming fire ဘုရားခင်ဒီလောင်သောမီးဖြစ်တယ်လို့ပြောတယ်လောင်သောမီးဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတဲ့အခါမှာလောင်ကျွမ်းခြင်းကဘာအတွက်လောင်ကျွမ်းတာလဲနံပါတ်1တို့ရဲ့အတ္တတာထဲမှာအမြဲတမ်းရှင်တန်နေတဲ့မီးအဲ့ဒီမီးမရှိရင်ကားတစ်စီးကအရှိန်အဟုန်နဲ့မောင်းလို့မရအောင်ဥမာကားတစ်စီးဆိုရင်မီးအားကောင်းလေကားပုံမြန်လေပဲမီးတွန်းအားကောင်းလေကားပုံမြန်လေပဲဒါကြောင့်အဲ့ဒီကားပို့ပြီးတော့မီးအားတောက်နိုင်အောင် octane လို့ခေါ်တယ် octane ဆိုတာကလောင်စာပုံများစေတဲ့ octane ဟလာဒီထိုင်းနိုင်ငံမှာတော့ဘာလို့ဆိုရင်တော့ဟလာ91ရှိမယ်95ရှိမယ်something ပေါ့ထိုင်းနိုင်ငံမှာဆရာထည့်ဘူးတဲ့စီကြတော့97နဲ့97ထည့်လိုက် octane 97ထည့်လိုက်ကားပို့ပြီးတော့ကြွရတယ်ပို့ပြီးတော့မောင်းရတာအချိန်ပိုပြင်းတယ်ဘာကြောင့်ဆိုတော့မီးအားတောက်တာကောင်းလေအချိန်ပိုပြင်းလေပဲဆိုတော့ဖယားကတို့အထဲမှာဘာထည့်ပေးခြင်းလဲဆိုတော့အဲ့ဒီမီးကိုထည့်ပေးခြင်းတယ်အဲ့ဒီမီးကိုထည့်ပေးခြင်းတယ်စိတ်အဲ့ဒီမီးရှင်စိတ်တက်ကြခြင်းစိတ်ပြတ်ခြင်းမရှိဘူးဝမ်းနည်းခြင်းမရှိဘူးအားငယ်သွားခြင်းမရှိဘူးကြောက်ရွံ့ခြင်းမရှိဘူးအဲ့ဒီမီးတို့ဒီနေ့စိုးရင်ခြင်းတွေရှိတယ်ကြောက်ရွံ့ခြင်းတွေရှိတယ်အားငယ်ခြင်းတွေရှိတယ်တကူမပါဘူးအဲ့ဒီအရာတွေအားလုံးကဘာကြောင့်လဲဆိုတော့အဲ့ဒီမီးမရှိလို့ဆိုဖယားရဲ့မီးဖယားသခင်ကဟလာတရှင်တော်မီးတရှင်တွေတော့ရှိတယ်တရှင်တော်မီးနဲ့ကျွန်တော်ကိုတိုးထီမူပါဟုတ်တယ်ဟေရှာယကရှေရှာအနာဂတ်ကျမ်းခန်းကြီး6မှာဗာပြောလဲဆိုတော့ကျွန်ုပ်ဟာတဲ့ညင်ညူးသောနှုတ်ခမ်းရှိတယ်တဲ့ညင်ညူးသောနှုတ်ခမ်းရှိတဲ့အခါမှာဘာလုပ်လဲတဲ့ကောင်းငင်တမန်တပါးတဲ့လာပြီးတော့တဲ့မီးညက်နဲ့မီးခဲကိုကင်ပြီးတော့တဲ့သူ့ရဲ့နှုတ်ခမ်းကိုတို့တယ်တဲ့ပြီးတော့မှဒုစရိုက်ပြစ်တွေကိုဖြေရှင်းတယ်လို့တွေ့ရတယ်ဆိုတော့ဖယားရဲ့မီးကဘာလုပ်တာလဲဆိုတော့ဒုစရိုက်ရှိသမျှကိုလောင်ကျွမ်းစေတဲ့မီးဖြစ်တယ်ဆိုတော့အဲ့ဒီမီးဟာတို့အထဲမှာရောက်လာပြီဆိုရင်ဘာဖြစ်လဲဆိုတော့နံပါတ်1အနေနဲ့ on fire ဖြစ်တယ် on fire အင်္ဂလိပ်ဆိုရင် on fire မြန်မာလိုဆိုရင်တော့ဒီမှာမီးတောက်တာ burning ဒီမှာလောင်ကျွမ်းတယ်အထဲမှာလောင်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ဆရာဆိုရင်2012လောက်မှာစပြီးတော့မှ2009လောက်ကနေစပြီးတော့မီးကစလောင်ကျွမ်းတယ်အဲ့ဒီကမှာစတင်ပြီးတော့မှအဲ့ဒီမီးလောင်ကျွမ်းမှုစတာနဲ့အထဲကနေပြီးတော့မှတောက်လောင်မှုဖြစ်လာတဲ့အချိန်မှာမဟောမပြောပဲမနေနိုင်တော့ပြောရင်အစဲခံမယ်ဆိုတာလည်းသိတယ်ပြောရင်ဟလာဝိုင်းဆဲကြမယ်ဆိုတာလည်းသိတယ်ဒါပေမဲ့ဂယုကိုမဆိုင်နိုင်တော့တာအဲ့ဒီအထဲကလောင်တဲ့မီးကဘာဖြစ်စေလဲဆိုတော့အချိန်အဟုန်တွန်းပို့ပေးတဲ့အခါမှာစတင်ပြီးတော့အားရပါရဟောတာ2009ခုနှစ်မှာဆရာဖိတ်ကြားခြင်းခံရတယ်ဩစတြေးလျမှာအဲ့ဒီဩစတြေးလျမှာစတင်ပြီးတော့ဖိတ်ကြားခြင်းခံတဲ့အခါမှာဆရာသွားပြီးတော့မှစစ်ဒနီမှာဆိုသွားတရားဟောတယ်စစ်ဒနီတရားဟောတဲ့အခါမှာ2009လောက်မှာတော်တော်လေးကိုအိမ်တောင်တွေထဲမှာတကယ်ကိုမညီညွတ်တဲ့အိမ်တောင်တွေပြဿနာဖြစ်နေတဲ့အိမ်တောင်တွေအတ္တတာတွေထဲမှာမလွတ်မြောက်နိုင်တဲ့သူတွေမနာမကျန်းဖြစ်တဲ့သူတွေအဲ့ဒီလူတွေအကုန်လွတ်မြောက်ကုန်တာဒါပေမဲ့ဆက်ပြီးတော့မှအဲ့ဒီမီးကိုတောက်လောင်ဖွင့်ပေးလိုက်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့
အဲ့ဒီမီးကိုတောက်လောင်ဖွင့်ပေးလိုက်တဲ့အချိန်မှာ2010လောက်ရောက်လဲရောက်လာလူတွေကအရန်ထိရောက်လာတဲ့ခါမှာနှုတ်ကပတ်တော်အရန်ထိရောက်လာတဲ့ခါမှာဘာဖြစ်လာလဲဆိုတော့မပြောင်းလဲတဲ့သူတွေရှိတယ်မပြောင်းလဲတဲ့သူတွေစတင်ပြဿနာရှာပြီမပြောင်းလဲတဲ့သူတွေကမင်းရဘာကောင်မို့လို့ဒီလိုစကားပြောတာလဲမင်းရဘာကောင်မို့လို့ဒီလိုမျိုးတွေပြောနေရတယ်မင်းရဘာကောင်လဲဟာလားမင်းစဟောကြည့်မင်းနဲ့ငါတွေ့မယ်ဒါမျိုးတွေချင်းချောက်ခါတာတွေစပြီချင်းချောက်ခါနေစပြီဆိုစတဲ့အခါမှာချင်းချောက်လဲမကြောက်ဘူးနော်ချင်းချောက်လဲကြောက်စရာကိုမရှိတော့တာသူတို့အုပ်လိုက်ကြီးနဲ့ဘာလုံးမဲညာလုံးမဲမျိုးစုံချင်းချောက်တယ်ဒါပေမဲ့မကြောက်ဘူးအထဲမှာဆရာရဲ့တကယ်တဘာဝကလူတွေနဲ့ဝေးဝေးနေရှင်တယ်တကယ်တဘာဝငငယ်တော့တဘာဝလူနဲ့ဝေးဝေးနေရှင်တယ်အာလူတွေအပြောခါမှာကြောက်တယ်ပြီးတော့မှပြောရင်လည်းမခံနိုင်ဘူးမခံနိုင်ဘူးဆိုတာကခံနိုင်ရင်မရှိဘူးပေါ့ခံနိုင်မရှိဘူးခံစားရတယ်ကြေကွဲတယ်ဝမ်းနေတယ်ဒီလိုလူစားမျိုးဆိုတော့အဲ့လိုမဖြစ်ရလေအောင်ကိုကရှောင်မလို့နေတယ်ဒါပေမဲ့အဲ့ဒီဖရားရဲ့ဝิญဉ်မီးအဲ့ဒီဖရားရဲ့ဝิญဉ်မီးကဘယ်လိုရလဲဆိုတော့ဆရာပြောပြကိုးကွယ်ရင်းနဲ့ရတာဆရာကိုးကွယ်ရင်းနဲ့ရတာဘယ်လိုကိုးကွယ်လဲဆိုတော့ဆရာကြီးဘယ်နေဟင်းပွဲတွေလည်းမသွားနိုင်ပါဘူးသူတို့လိုတကယ်တရားဟောပွဲတွေမသွားနိုင်ပါဘူးမသွားနိုင်တော့ online မှာဆရာသူတို့လုပ်နေတဲ့ပွဲကြီးကို online မှာဆရာကြည့်နေပြီးတော့မှသူတို့တခြင်းတွေဆိုပြီး and sings my soul my savior God to thee သူတို့ဆိုနေပြီ how great thou art how great thou art ကိုကွယ်နေနဲ့ကိုကအဲ့ဒီထဲမှာတော့မသွားနိုင်တော့ကိုခန်းထဲမှာပဲဒူးထောက်ပြီးတော့လက်လေးမြောက်ပြီးတော့ဖះကိုကွယ်ရင်းနဲ့ကိုကွယ်ရင်းနဲ့ဖះကောင်းမြတ်တယ်ဖះကောင်းမြတ်တယ်ဟေးမရှိတဲ့မိသားစုတွေအားလုံးဆရာပြောပြဖះကိုကွယ်လေဟိုကပေးပါဒီဟာပေးပါဖះခင်ကျွန်တော်မစားပါ iPhone ပေးပါကားစီပေးပါအိမ်ပေးပါရှောက်မတောင်းနဲ့အဲ့ဒါပောက်ကြရတယ်အဲ့ဒါပောက်ကြရလို့ခေါ်တာတို့လိုတဲ့ဟာတွေအားလုံးဖះအကုန်တီးပြီးသားတို့လိုတာထပ်ပိုရှာအောင်ပေးနိုင်တယ်ဖះလိုချင်တာတွေရှောက်မပြောနဲ့ဖះဖះအကုန်သိတယ်အတိကအရေးကြီးဆုံးကကျွန်တော်လိုချင်ဆုံးကိုတော်ပါပဲအဲ့ဒီနှလုံးသားကိုလိုချင်တာဖះကကိုးကွယ်ရင်ကျွန်တော်အလိုချင်ဆုံးကကိုတော်ကျွန်တော်တန်တာဆုံးကကိုတော်ကျွန်တော်ဆွဲလန်းဆုံးကကိုတော်အဲ့ဒါအရေးကြီးတယ်ဒီမှာရှိတဲ့မိသားစုဒီနေ့သူများတွေကိုကွယ်တာလားဘာလားမသိပါဘူးကိုကွယ်တာလို့ပြောတာပဲဒါပေမဲ့စိုးဆက်တောင်းနေတာဘုရားခင်ကျွန်တော်ပေးဘုရားခင်မဆာကျွန်တော်ကောင်းချီးပေးပါဘာတွေရှောက်တောင်းနေလဲမသိဆရာလည်းအဲ့ဒီအစည်းအဝေးမှာတိတ်မထိုင်ကျင်တော့ဆရာလည်းအဲ့ဒီပြဿနာတစ်မျိုးဘာလည်းမသိဟိုကိုကွယ်နေနေဒီပေါက်ရိုက်ထားလို့အဲ့ဒီနေရာမှာဆရာမနေချင်တော့ဆရာတို့ဝအောင်အဲ့ဒါထွက်တော့ဆိုတော့အဲ့လည်းတစ်မျိုးပေါ့အဲ့လည်းတစ်မျိုးပေါ့ဒါပေမဲ့မခံစားနိုင်တာဘာသာရေးလုံတဲ့နေရာမှာမနေနိုင်ဘူးဆရာဘာသာရေးလုံတဲ့နေရာမှာဖျောက်ချစ်တယ်လည်းပြောတယ်ဘာသာရေးထဲမှာနေနိုင်တဲ့အဖွဲ့တွေဆရာတော်တော်အားဩတယ်လူမျိုးရေးနဲ့ဘာသာရေးနဲ့ဘယ်လိုနေကြလဲဆရာမသိဘူးအဲ့ဒီအဖွဲ့တွေကဘယ်တော့မှ fire မဖြစ်ဘူးဘယ်တော့မှ fire မဖြစ်ဘူးလူမျိုးရေးအားနာတာနဲ့ဘာသာရေးအားနာတာနဲ့အဖိုးဆောက်ခဲ့တဲ့ဖျားเจ้าမှာအားနာပြီးတော့သွားတက်တာနဲ့အဲ့ဒါနဲ့ပဲမပြီးနိုင်တော့ဘာ fire မှမရှိတော့ဘူးဒီနေ့ဖျားသခင်တကယ်ကို fire နဲ့အသက်ရှင်စေချင်တာတကယ်ကိုဝိညာဉ်မီးနဲ့အသက်ရှင်စေချင်တာဝိညာဉ်မီးအရှိန်အောင်နဲ့တောက်လောင်ပြီးတော့မှလူပေါင်းမြောက်များစွာတင်းတို့တွေးလိုက်တာနဲ့တင်းတို့နဲ့စကားပြောတယ်တင်းတို့နဲ့ထိတွေ့တာနဲ့လွတ်မြောက်ခြင်းနဲ့ကြားမှခြင်းနဲ့အဲ့လိုတွေဖြစ်သွားတယ်အဲ့ဒီဝိညာဉ်မီးကအရင်ရေးကြည့်တာအဲ့ဒီဝိညာဉ်မီးအရင်ကြည့်တာအဲ့ဒီဝိညာဉ်မီးလည်းမသိပါဘူးစားတော့ဒါပေမဲ့အရန်ကိုးကွယ်ခြင်းနဲ့ကွာဘာမှမသိဘူးသူများတွေကိုးကွယ်တာအရန်ကိုအားရတော့အဲ့ဒါကွာဖះကိုးကွယ်မှာကွာဆိုအဲ့လိုမျိုးပဲကိုတော့ကျွန်တော်အရန်ဂျေဇုတင်တယ်ကိုတော့တိခွင့်ရလို့ဂျေဇုတင်သူများတွေမြောက်တွေကိုးကွယ်တယ်သူများတွေကနေတွေလာတွေကိုးကွယ်တယ်သူများတွေကြွက်တွေကိုးကွယ်တယ်မွေတွေကိုးကွယ်တယ်ကိုတော့ဒီနေ့ကျွန်တော်ကြတော့ကောင်းနေတဲ့မြေကြီးတဲ့
ဖန်ဆင်းတဲ့ဖယောက်ကိုးကွယ်ရတဲ့ဂျေဇုတော်အင်မတန်ကြီးတယ်ကိုတော့ဘာမှမလိုအပ်တော့ကိုတော့တည်ရတဲ့အခွင့်ကိုဂျေဇုတော်တတ်တတ်ဖြစ်တယ် How great is our God ဖခင်ကိုတော့ကောင်းမြတ် Hallelujah ဤထာရမဆိုတရဘဖယောက်ကိုးကွယ်နေရင်နဲ့ Wow wow အဲ့လိုမျိုးကိုးကွယ်နေရင်နဲ့ဘာမှမသိဘူးအထဲမှာ boom ဆိုတော့မှအင်္ဂလိပ်လိုဆိုတော့ activate လုပ်ခြင်းခါ activate ဆိုတော့ဘာလဲမသိပါဘူးเนาะ activate ဆိုတော့ activate ပေါ့ဒီထဲမှာဟိုဖုန်းอ่ะဒီဖုန်းတစ်လုံးอ่ะဒီဖုန်းတစ်လုံးอ่ะ SIM card ထည့်ပြီးရင်ဒီတိုင်းသုံးလို့မရအောင် activate လုပ်မှအဲ့ဒီ SIM card ကအလုပ်လုပ်တာဒီတိုင်းပဲ activate လုပ်တယ်ဆိုတော့ activate ပေါ့เนาะဆိုတော့စတင်တော့အထဲမှာဖျားသခင်နေပြီးတော့မှမင်းကငါအတွက်ဖြစ်တယ်ဆိုတော့ဘယ်လိုခေါ်မလဲဟိုဘယ်လိုခေါ်မလဲခဏလေးပြောပြမယ် activate ဆိုတော့နည်းနည်းပိုပြီးရှင်းတော့ပြောပြမယ်ယေရှုခရစ်တော်ကဗတ္တိဇံခံပြီးတော့မှခြေထဲကနေပြန်ထလာတဲ့အချိန်တရှင်တော်ဝိညာဉ်ဂျုံငယ်ကဲ့သို့ဆင်းသက်တဲ့သူ့ပေါ်မှာနားတယ်ပြီးလဲပြောကောင်းကင်အတန်လာတယ်ဤသူကငါချစ်တဲ့ငါနှစ်သက်မျက်နှိုးရာငါချစ်သားပေဒီဆိုတဲ့အဲ့ဒါ activate ပဲအဲ့ဒီ activation ကအရင်ရှိတယ်အဲ့ဒီ activation ကတို့ရဲ့အသက်တာမှာလိုအပ်တယ်တစ်ဖက်တကြီးဖះကိုရေးလဲကိုးကွယ်ပြီးတော့ဖះနဲ့အဆက်ပြတ်နေတဲ့အဖွဲတွေမဖြစ်စေနဲ့တစ်ဖက်တပဲဖះကိုချစ်တယ်ဖះကိုကိုးကွယ်တယ်ဖះကောင်းမြတ်တယ်ဘာညာပြောနေတာဒါမဲ့ဖះသခင်ကိုဘာလာပြီးတော့မှ activate လုပ်တာဘာမှမရှိသေးဘူးဆိုရင်တင်းဆက်ပြီးတော့တိုးဝင်တင်တယ်အဲ့ဒီမှာရက်နေလို့မရဘူးအဲ့ဒီမှာကျေနပ်နေလို့မရဘူးအဲ့ဒီမှာအဟုတ်ကြီးထင်လို့မရဘူးကျန်းစာတွေအရန်တက်တာအဟုတ်ကြီးထင်လို့မရကျန်းစာဘလောက်တက်တဲ့အဲ့ဒီ fire activate လုပ်ခြင်းမရှိထားရင်တို့မှာဘာမှမရှိဘူးကျန်းစာလေးတက်ပြီးတော့ကျန်းစာလေးတယောက်နဲ့တယောက်ဟလာဟိုမားဒါမားရှောက်ပြောနေတာအဲ့ဒါအလုံးမဖြစ်ဘူးအလုံးဖြစ်တာကအဲ့ဒီ activate လုပ်ခံရတာ activation နော်လုံးဝ activate လုပ်လိုက်ချင်မှာဤသူကငါနှစ်သက်မျက်နှိုးရငါချစ်သားပေဒီဆိုတဲ့ activate ဘုံဆိုပြီးတော့မှတစိတ်တုံးထုလိုက်လို့မင်းငါနဲ့ဆိုင်နေကွာမင်းကငါသားဖြစ်တယ်ဆိုတဲ့စိတ်ချမှုအဲ့ချိန်မှာကိုယ့်ဘက်ကလည်းဗာစိတ်ချမှုတစ်ခုရသွားဆိုငါမှဖျားရှိပြီဆိုတဲ့ဖျားရှိတယ်ဆိုတော့တည်တယ်ဒါပေမဲ့ဖျားရှိတယ်ကွာဆိုတဲ့တကိုးပါတဲ့စိတ်ကအထဲကနေပြီးတော့မှဘုံတစ်လုံးလိုပောက်ကွဲတယ်လို့တောက်လောင်ဘုံဆိုတောက်လောင် wow that's it တော့ဘာတခါလေးဆရာអော်တယ်ဆိုတာအခြားကြောင့်អော်တာမဟုတ်ဘူးပြောစရာစကားမရှိတော့ဘူးဟိုဖျားကောင်းမြတ်တာဖျားကြီးမြတ်တာကစကလုံးကရှင်လို့မရတော့ဝါးအဲ့လိုអော်တာခါလေးဆက်ဒေးဗလာဘာရီရှော့អော်တာလဲသူကပြောပြောစရာစကားမရှိတော့អော်မိတာဗောစကလုံးကမထွက်လာတော့ဝါးအဲ့လိုချလိုက်တာအဲ့လိုချတော့ဘာရီရှော့လည်းမသိဘူးဆိုအပြောခါတယ်ပြဿနာမရှိဘူးကိုခံစားတာကိုပဲသိတယ်သူမြောက်ရှင်းပြလို့မရတဲ့ကိစ္စတွေအများကြီးရှိတယ်ဆိုတော့ဖျောက်ကိုးကွယ်နေနဲ့အဲ့ဒီထက်နဲ့ activate လုပ်ခြင်းခါရတဲ့ channel စပါအထဲမှာလောင်ကျွမ်းတာ wow အထဲကနေပြီးတော့မှတောက်လောင်တာ sorry လောင်ကျွမ်းတာမဟုတ်တောက်လောင်တာအထဲနဲ့တောက်လောင်တာ on fire ဖြစ်တယ်တောက်လောင်တဲ့ခါမှာ wow ငါဖျောက်ကောင်းမြတ်ခြင်းအရင်ပြောရှင်တယ်ကွာအဲ့ချိန်တော့ဆရာအလုံးမထွက်သေးဘူးကနေဒါမှာအလုံးလုံးဒါပေမဲ့အလုံးတာလုံးနေတာအလုံးထဲမှာစိတ်ကမပါတော့အလုတ်ထဲမှာစိတ်ကမပါတော့ဘဲနဲ့အလုတ်တာလုံနေကိုကအလုတ်ကတစ်ဖက်ကလုံနေဒါပေမဲ့မြင်နေတာတရားဟောပွဲကြီးတွေမြင်နေအဲ့လိုဖြစ်လာပြီဆိုခင်ဗျာသတိထားတော့မြတ်သတိထားတော့အဲ့ဒါကိုကအလုတ်တာလုံတာခင်ဗျာအိမ်လို့လုံရင်လုံမယ်ကွာစိတ်ယုံလို့လုံမယ်ကွာ restaurant မှာလုံမယ်ကွာကြိုက်တာလုံဒါပေမဲ့အထဲမှာဘာဖြစ်နေဆိုတော့လောင်ကျွမ်းတဲ့ခါမှာအမြဲတမ်း wow ငါဒီမှာခဏပဲငါလော့တော့ငါသိတယ်ငါ့ကိုချိန်တယ်ဘုရားခင်ချီးမြှောက်တော့ hallelujah အဲ့လိုဖြစ်နေတာအဲ့ဒါတွေဆရာရဲ့မိသားစုတွေဒီသားတဲ့သမီးတွေမှာတကယ်ရှိစေရှင်တယ်အဲ့ဒါတွေမဟုတ်ရင်တရက်လရလို့ထိုင်မှိုင်းအဲ့ဒီဝိညာဉ်မီးမရှိရင်လရလို့ပဲလူကလရလို့ပဲရှောက်စဉ်းစားဟိုစဉ်းစားဒီစဉ်းစားပြီးစိတ်ဓာတ်တွေကြစိတ်ပြက်ဝမ်းနဲ့ကြေကွဲမပူတင်တာတွေရှောက်ပူမဖြစ်လာသေးတဲ့ဟာကိုဖြစ်လာမယ်ထင်လို့ရှောက်ပြီးတော့စဉ်းစားဘာတွေဖြစ်နေမှမသိအဲ့ဒါကတို့မှာဝิญဉ်မီအရန်လိုအပ်နေတယ်ဆိုတာကိုသိဖို့လိုတယ်အဲ့ဒီဝิญဉ်မီတောက်လောင်ဖို့ရတော့ကအရေးကြီးတဲ့စာငတ်ခြင်းနဲ့တိုးဝင်ရတယ်ဖယားမျက်မှောက်တော်တဲ့ရေးလဲစာငတ်ခြင်းနဲ့တိုးဝင်တယောက်တည်းတချင်းတွေဖွင့်တော့မှရေးလဲတယောက်တည်းဖယားเจ้าမှာ
ဆရာနေနေတော့ဖះเจ้าမှာကိုးကွယ်လို့ရတာထက်အိမ်မှာတယောက်တည်းဖះနဲ့နေနှစ်ဦးတည်းကွာဖះနဲ့မိသားဖွဲ့တာပိုတော့ရတယ်အပြင်မှာတော့နည်းနည်းပါစိတ်ခွန်အားရတယ်တကယ်ဝิญဉ်ခွန်အားကြတော့ဖះနဲ့ကိုယ်နဲ့နှစ်ယောက်တည်းအခန်းထဲမှာရေးရေးလဲလဲတိုးတိတ်ပြီးတော့အဲ့လိုမျိုးပေါ့ကွာဘယ်လိုခေါ်မလဲတကယ်နှစ်ဦးချင်း intimate relationship ပေါ့တည်ရမလားလုံးဝယဉ်နေတိကြွားပြီးတော့နှစ်ယောက်တည်းအဲ့မှာရေးရေးလဲလဲကြည်နူးနေတဲ့ life ကအဲ့ဒီဟာကြီးကဝิญဉ်ကိုအားဖြည့်တာဒါကြောင့်ဒါဝိမင်းကြီးကဝิญဉ်ကိုအားဖြည့်ပြီးတော့နာမတော်ဖုလုံကတရားလမ်းတော်တဲ့သွေးဆောင်တယ်ဆိုတဲ့ဟာကြီးကစိတ်ခွန်အားမဟုတ်ဘူးအဲ့ဒါဝิญဉ်ခွန်အားစိတ်ခွန်အားနဲ့ဝิญဉ်ခွန်အားကွာတယ်စိတ်ခွန်အားဆိုတော့ခဏရတယ် motivation ကစိတ်ခွန်အားပဲရတာလူတယောက်ကအားပေးလိုက်တဲ့ဝါဝါ hallelujah နောက်ခဏနေကြတော့ဒီလိုဖြစ်သွားပြီရုပ်ကအရာတရားဟောပွဲပြန်လာ hallelujah praise the lord နောက်တစ်ပတ်လောက်ကြာတော့ဘယ်လူနဲ့မှလည်းမတွေ့ချင်တော့ဘသူနဲ့မှလည်းစကားမပြောချင်တော့တွေ့တဲ့သူတိုင်းလည်းစိတ်တွေတိုးနေတာအဲ့ဒါတွေအားလုံးကဘာဖြစ်နာလဲဆိုတော့အဲ့ဒါကစိတ်ခွန်အားပဲရခဲ့တာဝิญဉ်ခွန်အားမဟုတ်ဘူးဝิญဉ်ခွန်အားကစိတ်ခွန်အားနဲ့မတူစိတ်ခွန်အားဆိုတာကဘုရားကျောင်းသွားတယ်တခြင်းတွေဆိုတယ်တရားတွေဟောတယ်ဝါ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 အဲ့ဒါစိတ်ခွန်အားရတာအဲ့ဒီစိတ်ခွန်အားခဏပဲဘာလို့စိတ်ဆိုတာပြောင်းလဲတတ်လို့စိတ်ကအမြဲတမ်းပြောင်းလဲနေတယ်စိတ်က emotion တွေလိုမျိုးအနေအမြင့်အဲ့လိုသွားတာဒါပေမဲ့ဝิญဉ်ခွန်အားကြတော့အဲ့လိုမဟုတ်တော့ဘူးဒီဇိုင်းမမတ်သူကဒီဇိုင်းမမတ်တက်သွားတာသူဒီဇိုင်းမတ်တက်သွားအဲ့ဒီဝิญဉ်ခွန်အားရဖို့အတွက်ကြတော့အုတ်လိုက်ကြီးသွားလို့မရတော့နော်ဦးတဲ့ဖះနဲ့မိသားဖွဲ့တော့ကျန်တဲ့ဟာတွေဒါပေမဲ့တို့ကတယောက်တည်းရှိပြီဆိုရင်ဒါအရေးကြီးတာတို့ရဲ့ life မှာအရှိန်အဟုန်နဲ့တက်သွားတာတယောက်တည်းနေတဲ့အချိန်မှာဘာလုပ်လဲအဲ့ဒါအရေးကြီးတယ်လူတွေနဲ့တွေ့တဲ့အချိန်မှာ hallelujah praise the lord ကောင်းပါတယ်အဲ့ဒါလည်းကောင်းပါတယ်ဒါပေမဲ့တယောက်တည်းရှိတဲ့အချိန်မှာမထင်ရှားသောအရာကိုမြင်တော်မူသောဖခင်ကထင်ရှားစွာထုတ်ဖော်ရပြတာမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဖခင်နဲ့နှစ်ဦးချင်းမိသားဖွဲ့ပြီးတော့ကြည်နူးပြီးတော့ဖခင်သခင်နဲ့နေရချင်းဟေးဖခင်เจ้าမှာပြောတာတက်ဖခင်နဲ့ပြောတတ်ဖို့အရေးကြီးတာတော်များများဖခင်เจ้าမှာအယံပျော်တတ်တယ်ဖခင်နဲ့မပျော်တတ်တဲ့လူတွေကဒုက္ခပြဿနာရေးဆိုင်လာရရင်မခံနိုင်တော့ဘဲနဲ့ဒိန်ဆိုပြဿနာတွေဖြစ်လာမခံနိုင်ဘူးနဲ့ဖခင်เจ้าပျောက်သွားအတိုင်းဝိုင်းထဲကနေပျောက်သွားပြီးတော့ပေါက်ခရတွေပြန်လုတ်သွားအဲ့ဒါတွေအားလုံးကဘာကြောင့်လဲဆိုတဲ့အခါမှာဖះเจ้าမှာပြောတယ်ဖះနဲ့မပြောတတ်ဘူးဒါကြောင့်ဖះနဲ့ပြောတဲ့အတ္တတာဆိုတာကကိုရောရှိရင်ကျွန်တော်လုံခြုံတယ်ကိုရောနဲ့နေရတာအရာစိတ်ချမ်းသာတယ်လူတွေကနားလည်မှုမပေးနိုင်ဘူးဘလောက်တင်အကောင်းဆုံးလုပ်ပေးတစ်ချက်ကလေးမှားတာနဲ့တင်းကိုရန်သူလိုပြန်ဆက်ဆံတဲ့ကာလကြီးဘလောက်ချစ်တယ်လို့ပဲပြောခဲ့ပါစေတစ်ချက်ကလေးပဲပြောင်းလိုက်တစ်ချက်ကလေးပြဿနာစပြီအချစ်ဆုံးတွေကအမုန်းဆုံးတွေဖြစ်သွားတာတွေကလောကမှာရှိတယ်ဒါပေမဲ့အယားနားလည်ပြီးတော့မှချစ်ပြီးတော့ဆွဲခေါ်ပေးတာယေရှုတပါးတည်းပဲဆရာတော်တော်တိတ်ကောင်းမြတ်တဲ့ယေရှုခရစ်တော်တိတ်ကောင်းမြတ်တဲ့သူနဲ့နေတိုင်းတိတ်ပြီးတော့ကြည်နူးစရာတိတ်ကောင်းတာပဲတိတ်နားလည်ပေးတယ်တိတ်ကိုစာနာတယ်ပြီးတော့လမ်းနေပိတ်ဆို့တဲ့လမ်းတွေဖွင့်ပေးနိုင်တယ်ဆိုအဲ့ဒါတကယ်ပဲဘုရားရှင်ကလေချစ်ပြီးတော့ဆွဲခေါ်တာနော်ချစ်ပြီးတော့ဆွဲခေါ်တာစိတ်တမချနဲ့ငါသားစိတ်မပြတ်နဲ့ငါသားမင်းနဲ့ငါတူရှိတယ်နိုးဆုအဲ့ဒါနိုးဆုသူငယ်ကိုဟာလာမိခင်ကပြစ်သွားမယ်ငါကမပြစ်ဘူးဆိုတဲ့ဂရိတော်တွေနဲ့ပိုက်ရပြီးတော့ရအောင်ဆွဲခေါ်တာဟာလာစိတ်တက်ကြနေတော့မှ no မင်းဟာလာအလင်းရသားမောင်မရသားမောင်မထဲမှာရှိတဲ့သူကစိတ်တက်ကြတာအလင်းရသားစိတ်တက်ကြစရာဘာအကြောင်းမှမရှိမျောလင့်ခြင်းတွေရှိတယ်အနာဂတ်ဆိုတာရှိတယ်ဝမ်းမြောက်စရာအကြောင်းတွေရှိတယ်အဲ့ဒါတွေကိုအမြဲတမ်းတွန်းအားပေးနေတာကဝိညာဉ်မီးတနည်းအားဖြင့်တန်ရှင်တော်မီးဝိညာဉ်မီးအဲ့ဒီဝိညာဉ်မီးတောက်လောင်ခြင်းမရှိလို့ကတော့တို့အတ္တတာတွေကအမြဲတမ်းလို့နိုးကြခြင်းမရှိဘူးဟာလား
ပြီးတော့မှနိုးချခြင်းမရှိတဲ့အတ္တကြောက်စရာအရင်ကောင်းလို့နော်လောကမှာတော့မပါရှိတယ်တလား low energy low income တဲ့ high energy high income တဲ့ဒါလောကမှာပြောတဲ့စကားလောကမှာတထေးတွေရဲ့ဒီလုပ်ငန်းရှင်တွေပြောတဲ့စကား low energy low income high energy high income တဲ့ win win နေရခြင်းအကြောင်းရင်းကတဲ့သူတို့မှာတောက်လောင်ခြင်းမရှိဘူးတဲ့ low energy ဆိုတာအမြဲတမ်းစိတ်တက်ကြတယ်စိတ်ပြတ်တယ်အားငယ်တယ်ဟိုသူများတွေကိုကြည့်ပြီးတော့မှကိုယ့်ရဲ့လက်ရှိခြင်းတွေပြန်ကြည့်အားမလို့အားမရတွေဖြစ်နေတယ်အဲ့ဒါတွေအားလုံးက low energy အဲ့ဒီ low energy ကတင်းကိုဘာလို့ပေးမှလဲ low income တင်းကိုကောင်းချင်မဖြစ်စေအမြဲတမ်းတက်ကြွပြီးအမြဲတမ်းလမ်းဆောင်ပြီးတော့မှဘာမှပတ်စံမရှိလဲပြဿနာမရှိဘူးရည်ရွယ်ချက်ရှိတယ် come on ဘာမှပတ်စံမရှိဘူးပြဿနာမရှိဘူးငါမှရည်ရွယ်ချက်ရှိတယ်ငါမှပန်းနိုင်ရှိတယ်ငါ့ကိုဖျက်ခင်အကောင်းဆုံးပို့ဆောင်ပေးမယ်တခုပြောပြမယ်တင်းပတ်စံရှိမှအလုပ်လုပ်မယ်ဆိုတော့တွေးခေါ်တင်ဖြောက်တင်းမှာဖျားရှိတယ်ဘာမှမရှိတဲ့အချိန်မှာပင်လေဖျားခင်လုံးဝစက်ကြောင်ရိုက်ဘာမှမှောင်မအတီးကျနေတဲ့ဒီစက်ကြောင်ရိုက်ရောတောင်မှဟလာတကယ့်ကိုဘာမှမရှိသေးတဲ့အချိန်မှာပင်လေအမောင်တုရောဖျားခင်အထဲမှာအကုန်လုံးစက်ကြောင်ရိုက်ဖြစ်စေတယ်ဟလာဂျူတွေဖြစ်စေတယ်အကုန်လုံးကွယ်မရှိတဲ့အရာတွေထဲကနေရှိအောင်ဖော်ထုတ်နိုင်တဲ့ဖရားကတင်းရဲ့အသက်တောင်0ကနေ0ဖြစ်အောင်လုပ်နိုင်တဲ့ဖရားအဲ့ဒါလုံးဝစိတ်ချဘာမရှိလို့စိတ်တဲ့ကြစရာဘာကြောင့်မရှိငါမှဖရားရှိတယ်ပြီးပြီဖရားရှိရင်လုံလောက်သွားပြီဖရားရှိရင်လုံလောက်သွားပြီငါမှပတ်စော်မရှိဘူးဒါပေမဲ့ဖရားတော့ရှိတယ်ရှောက်မပြောနဲ့ဖရားရှိရင်ပတ်စံရှိတယ်ဖရားရှိလာပြီဆိုရင်ဖရားခင်တင့်ကို0နေရာမှာမထားဘူးအချိန်တိုင်းဖရားချီးမြှောက်တယ်အချိန်တိုင်းချင်းမြောက်တယ်ဒါပေမဲ့အရင်ဆုံးဖျားနဲ့နေတတ်ဖို့တော့တင်ရအရေးကြီးတယ်ဘာမှရှိလဲငါမှဖျားရှိတယ်ဆိုရဲဖျားနဲ့ပျော်တတ်သွားရင်ဖျားနဲ့နေတတ်သွားရင်ဖျားနဲ့ဝမ်းမြောက်တတ်သွားရင်ဖျားနဲ့ကြည်နူးတတ်သွားရင်ဖျားနဲ့တွားတတ်သွားပြီဆိုရင်ဖျားရေးရေးလဲလဲချင်းမြောက်တာတော့ဆရာမခံစားနိုင်တာဆရာမခံစားနိုင်တာအိုးဖျားရှိတယ်ဘာမှမရှိလဲပြဿနာမရှိဘူးဖျားရှိတယ်ရှောင်းမပြောနဲ့တကယ်ဖျားရှိအကုန်ရှိတယ်ဘာလို့လဲဘာမှမရှိတဲ့အရာတွေကိုရှိစေတဲ့ဖရားကြီးကသင်ကို0ထားပါမလားတုံညနေရာမှာထားပါမလားပြောင်တလင်းထားပါမလားဖရားတကယ်ဘာမရှိတဲ့ဟာလားဆက်ကြောင်တော့အရာယူတော့မှဖရားတကယ်အကုန်ထည့်ပလိုက်တယ်ကွာလူနေဖို့ကပောင်ပြင်ဆင်တယ်ကွာအေဒင်ဥယျင်ထည့်ပေးတယ်ကွာအေဒင်ဥယျင်ထဲမှာမြစ်လေးမြစ်ဖြာထွက်သွားတယ်ကွာအဲ့မြစ်လေးမြစ်ရွှေထွက်တဲ့မြစ်ရှိတယ်ကွာဖရားခင်လှုပ်ထားတဲ့အဲ့ဒီမြစ်လေးမြစ်ရဲ့နာမည်တွေအားလုံးပြန်ကြည့်လိုက်ကျွဲဝချင်းတွေအားလုံးတည်ဆောင်လာတဲ့မြစ်ဖြစ်နေတယ်ဝေါဟဲလောက်ထိဖျားခင်ပြင်ဆင်ထားတော့ကိုဒီတိုင်းပဲတဲကန်နိုင်ရထဲမှာထားခဲ့တာမဟုတ်ဘူးဖျားကအေးရင်ဥယျာဉ်ထဲမှာဖန်ဆင်းတာတဲကန်နာမှာထားပြီးတော့နိဖတ်တာနေစူးစမ်းပြီးတော့လောက်ကင်ရွှေမွေးစားတော့လို့ချောင်းမပြောဘူးဖျားတေးချပြင်ဆင်တာတေးချပြင်ဆင်တဲ့ဖျားနာမခံချင်းကြောင့်အပြင်ကိုတိုးသွားတာအပြင်ကိုတိုးသွားတော့ဟလာအပြင်ကိုတိုးသွားဆိုအေးရင်ဥယျာဉ်အပြင်ပေါက်ထွက်သွားတယ်โอเคထွက်သွားတယ်ဒါမဲ့ဖျားခင်ကဗလိုင်းထွက်သွားခွင့်မပေးပါဘူးတိရွက်လေးတွေဖုံးထားတဲ့အပြစ်သားဖြစ်သွားတော့မှတိရွက်လေးတွေဖုံးထားတဲ့ခါမှာ6သွားပြန်ပြန်လဲနေရတဲ့အကွက်ကိုတနာလို့ဆိုပြီးတော့ဘုရားသခင်ကဟလာတိုးတရီကိုခြုံပေးသေးတယ်ဘုရားသခင်ကမြစ်တာရှင်ဘုရားသခင်ရှေ့အကောင်းဆုံးလုပ်ပေးတဲ့ဘုရားနဲ့တွာလာပြီးတော့မှဘာမှမရှိဘူးဘာမှမလုပ်နိုင်ဘူးဆိုတဲ့စကားလုံးဝမမှန်တဲ့စကားအဲ့ဒါလုံးဝမမှန်တဲ့စကားဘုရားနဲ့တွာလာရင်ဘာဖြစ်လို့မအောင်မြင်ရမှာလဲဘုရားနဲ့မတွာလာတဲ့သူအတ္တတာဘာဖြစ်လို့စိတ်တက်ကြမှာလဲဘာလို့စိတ်ပြအဲ့စိတ်တက်ကြခြင်းမရှိဘူးစိတ်ပြတ်ခြင်းမရှိဘူးဝမ်းနဲ့ခြင်းမရှိဘူးကြောက်ရွံ့ခြင်းမရှိဘူးဆိုအဲ့လူကအောင်မြင်ပြီလေဒီနေ့လူတွေမအောင်မြင်ဘူးဆိုတာဘယ်ဟာတားရလဲစိတ်တက်ကြခြင်းနဲ့စိတ်ပြတ်ခြင်းနဲ့ကြောက်ရွံ့ခြင်းနဲ့အားငယ်ခြင်းနဲ့ဝမ်းနဲ့ခြင်းတွေကသူတို့တားထားတာမအောင်မြင်နိုင်ဘူးမြေတာတင်းကိုဆွဲချမဲ့အရာကစိတ်တက်ကြခြင်းစိတ်ပြတ်ခြင်းဝမ်းနဲ့ခြင်းအားငယ်ခြင်းကြောက်ရွံ့ခြင်းအဲ့ဒါဒီအားလုံးတင်းကိုဆင်းရဲစေမဲ့အရာတင်းကိုဆုံးရှုံးစေမဲ့အရာတင်းကိုလူမဖြစ်အောင်လုပ်မဲ့အရာအဲ့ဒါပဲဘုရားခင်အမြဲတမ်းပြောတယ်ငါတို့ကြောက်တဲ့စိတ်မပေးဘူးဖခင်ဘာပေးလဲတကိုးပါတဲ့စိတ်ချစ်တတ်တဲ့စိတ်ရှင်းလင်းတဲ့စိတ်ပေးတယ်အဲ့သုံးခုရှင်းတင်းလောကမှာတင်းရှယ်ပဲရှာကြီးပဲရှယ်ပဲဟောထိတ်ဆုံးတဲ့ဘုရားချီးမြှောက်ထိတ်ဆုံးတဲ့တင်းဘုရားချီးမြှောက်ရှယ်ပဲတော့ဘုရားချီးမြှောက်ကြည့်လိုက်ညီကောင်မောင်မတော်တင်းမကောင်းကြောင်သူများရှောက်ပြောနေပြီဆိုရင်
number 1တင်တိုးတက်နေတာကို तू ကမြင်နေပြီပြီးတော့ तू ကဒီထက်တိုးတက်သွားမှမကြိုက်လို့ तू ကတင်းကိုဖျက်ဆီးချင်လို့တကယ်တော့တင်သူအထဲမှာမတိမတာ तू ကြောက်နေတာတင်းရောအထဲမှာမတိမတာ तू ကြောက်နေတာဟုတ်တယ်လားတင်တိုးတက်သွားမှ तू မလို့ချင်ဘူးဘာလို့ तू ကမတိုးတက်တော့ तू ကမတိုးတက်တဲ့သူတွေပဲ तू ကမြင်ချင်တာတိုးတက်သွားတော့မမြင်ချင်ဘူးတိုးတက်တဲ့ကောင် तू ကဆွဲချမယ်မြန်မာပြည်ဘာလို့မတိုးတက်လဲလားမြန်မာပြည်ရတဲ့ဒီထိုင်းနိုင်ငံမှာလေမြန်မာပြည်ကကနန်းနဲ့ထိုင်းနိုင်ငံရဲ့ကနန်းတော့မတူဘူးတဲ့မြန်မာပြည်ရဲ့ကနန်းကတဲ့အဖုံဖုံးထားစရာမလိုဘူးတဲ့အဖုံဖုံးထားစရာမလိုဘူးသူကတယောက်တက်ရင်တယောက်ထွက်တော့မှဆိုတယောက်ကပြန်ဆွဲချလို့တဲ့အဖုံဖုံးထားစရာမလိုဘူးတဲ့ထိုင်းနိုင်ငံရဲ့ကနန်းကြတော့တဲ့သူကတကောင်တက်သွားသူကချိတ်ပြီးတော့အကုန်လုံးထွက်သွားဆိုအဖုံဖုံးထားတယ်တဲ့မြန်မာကနန်းကတော့ဖုံးထားစရာမလိုဘူးတဲ့ဟုတ်လားမဟုတ်လားမသိပါဘူးသူများရှောက်ပြောတာပဲအမေတို့တွေကတယောက်တက်လာပြီဆိုရင်တယောက်ကလာချီမွန်ပေးမယ်လာဟိုမရှိဘူးစိတ်လုံးကောင်းစားရင်အရာကောင်းစားတယ်အဲ့စိတ်လုံးကောင်းစားခြင်းဆိုတာလေဖရာသခင်နဲ့တွာလာတက်ရင်အေးလေသူ့တော်မှာကောင်းကြီးပေးတယ်ဖရာလေငါ့ကိုလည်းကောင်းကြီးပေးမှာပဲသူ့ကိုဖရာကဆက်ပြီးတော့ကောင်းကြီးပေးပါစေသူ့ဖရာခင်တားချီးမြှောက်ပါစေသူ့ကိုဖရာခင်တားအသုံးပြုပါစေတင်းအဲ့လိုပြောလေတင်းရဲ့လမ်းနေပွင့်လေပဲအဲ့လိုမလုပ်ဘဲနဲ့တို့ကဘာလို့တလားခဏပါဒီကောင်ပေါ့ရဲ့ရှောက်ပြောတာခဏတက်သွားလဲခဏပို့စပတ်စပြန်ပြုတ်ချမယ်ကောအဲ့ဒါစိတ်လုံးမကောင်းစားတဲ့အကွက်တွေတို့မြန်မာပြည်မှာအဲ့ဒါရှိတယ်လုံးဝအဖြစ်မခံနဲ့လုံးဝအဖြစ်မခံနဲ့ no သူလည်းကောင်းစားကြအကုန်ကောင်းစားကြကောင်းစားတဲ့နှလုံးသားရှိတဲ့သူကကောင်းစားတဲ့လူကိုပျော်ပေးတယ်အချိန်တန်တော့ကိုလည်းကောင်းစားအောင်အဲ့ဒါတွေအားလုံးကဘယ်ကနေလာလဲဆိုတော့အထဲကနေဖရာသခင်ရဲ့ဝိညာဉ်မီးရဲ့တောက်လောင်ခြင်းတွေအားလုံးကသူများကိုကြည့်လို့မရတာမရှိဘူးသူများကိုကောင်းကြီးပေးတတ်တဲ့နှလုံးသားသူများကိုအမြဲတမ်းမင်္ဂလာစကားပြောတတ်တဲ့နှလုံးသားသူများကိုအမြဲတမ်းအားပေးတတ်တဲ့နှလုံးသားသူကိုယ်တိုင်လည်းအမြဲတမ်းတောက်လောင်နေတဲ့အတ္တတာသူကိုယ်တိုင်လည်းအမြဲတမ်းလန်းဆန်းနေတဲ့အတ္တတာသူကိုယ်တိုင်လည်းကြိုက်တာပြောစေပြဿနာမရှိဘူးငါ့ဘက်မှာဖရာခင်ရှိတယ်ငါရဲ့တက်တော်ဖရာကအချိန်တိုင်းချီးမြှောက်မယ်အရွက်မညှိုးတော့တဲ့အပင်ကဲ့သို့ဖြစ်စေမယ်ပြုလေသမျှမှာအောင်ရတဲ့ခွင့်ကိုဖရာခင်ပြင်ဆင်ထားပြီးသားအရေးကြီးတာငါနဲ့အတူဘယ်သူရှိလဲဆိုတော့ငါသိတယ်ငါ့ကိုအမြဲတမ်းချစ်တဲ့ဖရာရှိတယ်ငါ့ကိုအမြဲတမ်းတန်ဖိုးထားတဲ့ဖရာရှိတယ်ငါ့ကိုအမြဲတမ်းအကောင်းဆုံးပြင်ဆင်ထားတဲ့ဖရာရှင်ရှိတယ်ငါကိုဘယ်တော့မှအောက်ဆုံးမှမထားဘူးအချိန်တန်တဲ့ခါမှာအမြင့်ဆုံးကိုချီးမြှောက်မဲ့ဘုရားခင်ရှိပြီးသားအေးဒါဆိုရင်ဆရာဘာလို့ကျွန်တော်ဒီလိုမျိုးတွေကြုံတွေ့ရတာလဲအော်ခဏကြုံတွေ့စေတာတင်းကိုတက်တေခံစရာမရှိမှဆိုလို့ခဏလေးပေးတွေ့တာအဲ့ဒါကိုခဏတီးခါကျေးဇူးတော်ချီးမွမ်းတနေ့ကျရင်ဆရာရဲ့တရားဟောချက်အကောင်းဆုံးနေဆရာကမျက်ရည်ကျခဲ့တဲ့အချိန်တုန်းကဟာတွေကရေးလဲအခုအချိန်မှာရေးလဲအားရပါရဟောလို့ရတဲ့တရားဟောချက်တွေပြန်ဖြစ်နေတာထောင်ထဲသွားတာတော့မကောင်းပါဘူးဒါပေမဲ့ထောင်ထဲကထွက်လာပြီးတဲ့အခါမှာတရားဟောချက်တွေကပိုတော့ငြိမ့်တယ်ချို့တယ်ဆွဲရတာမိုက်တယ်အဲ့လိုမျိုးရှိတယ်အဲ့လိုမျိုးရှိထောင်ထဲသွားခိုင်းတာတော့မဟုတ်ဘူးအလုံးကိုโอเคဒါပေမဲ့အရေးကြီးတာတို့ကဖျားနဲ့သွားလာတဲ့အခါမှာပြောဖို့ကောင်းတယ်ကြုံတွေ့ရရင်လည်းဘာကြောက်စရာမလိုကို့မှာဖျားရှိတယ်အာမင်လူတွေအတွက်တော့ပြဿနာတို့တွေအတွက်ကတော့ပြဿနာမဟုတ်အဲ့ဒါပြဿနာမဟုတ်အဲ့ဒါlevel တစ်ဆင့်တက်ဖို့ရအတွက်ဘုရားသခင်ကတို့ကိုလှေကတိလေးတစ်ခုတင်ပေးလိုက်တာအဲ့ဒါကိုသင်ကနားလည်ဖို့လိုတယ်အဲ့ဒါသင်ငန်းစာယုံကြည်သူမှာပြဿနာဆိုတာမရှိဘူးသင်ငန်းစာပဲရှိတယ်သင်ငန်းစာကိုအင်္ဂလိပ်ဆို lesson being blessing လာတယ်ဒါပဲ lesson being blessing လာမယ် lesson being blessing လာမယ် lesson being blessing လာမယ်ဒါပဲဘာမှကြောက်စရာမလိုကျေးဇူးတော်ချီးမွမ်းတတ်ဖို့အရေးကြီးတယ်ဘယ်လိုကြုံတွေ့ကျေးဇူးတော်ချီးမွမ်းမယ်အာမင်ဆိုတော့ဘယ်ရာပဲကြုံလာကျေးဇူးတော်ချီးမွမ်းမကြော်ဖြတ်မယ်အဲ့ဒီချီးမွမ်းတဲ့သူနဲ့မချီးမွမ်းတဲ့သူကကွာသွားချီးမွမ်းတဲ့သူနဲ့မချီးမွမ်းတဲ့လူကွာတော့အချင်းဒီတစ်ခုတည်းမှာချီးမွမ်းတဲ့လူကြတော့ဘာဖြစ်လဲဆိုအချိန်တန်တဲ့ခါမှာ lesson being blessing လာပြီသူအဲ့ဒါသိတယ်ဒါမဲ့အဲ့တော့နားမလဲတဲ့ဖွဲ့ကြတစ်ခုဖြစ်လေဝမ်းနေတယ်ခြေကွဲတယ်စိတ်တက်ကြတယ်ငါမှဘာဖြစ်လို့အဲ့လိုဖြစ်ငါဘာလို့အဲ့လိုဖြစ်ထိုင်ငုံနေတယ်နောက်ခဏနေယောဂဝင်တော့မယ်နောက်ခဏနေခေါ်တော်မူခြင်းခံရတော့မယ်အဲ့ဒီကွက်တွေလာတော့မယ် no
တခင်ဖျားနဲ့အစင်မပြဝမ်းမြောက်ခြင်းဟာကိုတော်၌ဝမ်းမြောက်ခြင်းဒီခွန်အားရစေတယ်တဲ့ The joy of the Lord is our strength. The joy of the Lord is our strength. ဖခင်နဲ့ဝမ်းမြောက်ခြင်းဟာခွန်အားကိုဖြစ်စေတယ်။အဲ့ဒီခွန်အားနဲ့တာ၍လှုပ်ဆောင်နိုင်တယ်။ဆိုတော့အဲ့ဒီအတ္တတာဖြစ်ဖို့အတွက်အရေးကြီးတာနံပါတ်1ပြန်ပြောမယ်။ shine life မှာသူများလိုလေပွဲကြီးတွေမသွားနိုင်ခဲ့ပါဘူး။တစ်ဖက်ကလည်းမိသားစုလှုပ်ကြွေးနေရတော့အလုံးလုံးနေရင်းနဲ့တစ်ဖက်ကကြားတဲ့အချိန်လေးကိုအချိန်ကိုရွေးနှုံတော့လောကအလုံးမလောက်အောင်လို့ဆရာမပြောဘူးနော်လောကလုံနေတဲ့အချိန်ကိုရွေးနှုံလောကလုံပင်မနေဆိုအိမ်ပြန်ရောက်လာဟိုကြည့်တကြီးရှောက်မကြည့်နဲ့ပေါက်ကရတွေရှောက်မလုံးနဲ့ပြန်ရောက်လာပြီဆိုတာနဲ့โอเคရေမိုးချိုးပါညာစားရှိတာစားပြီးတော့လုံးဝဖျားမျက်မှောက်တော်တွေမှာထိုင်ချတတ်တဲ့အကျင့်အရှိလည်းမိုက်တာလားရေမိုးချိုးမိတ်အလာတန်တရှိရှင်တန်တရှိရှင်ဖျားမျက်မှောက်တော်တွေတိုးဝင်တာမှာလုံးဝဆရာဆိုရင်ဆရာမပလဲရရှောက်ပြောတယ်ရေမိုးချိုးပြီးအဲ့ရမယ်ကိစ္စကိုရေမွေးရဆွတ်သေးတယ်ဆိုတာသူကပြောတယ်ရေမွေးရဆွတ်သေးတယ်မို့ဆရာဖះမျက်မှောက်တော်တဲ့တိုးဝင်တဲ့ခါမှာမမွေးလေးတိုးဝင်ခြင်းလို့တိုးဝင်ခြင်းလို့ဆရာကိုအင်တာဗျူးလာလုပ်တဲ့ဆရာစာအုပ်ရေးတဲ့ကောင်လေးရှိတယ်ခွာလို့ခေါ်တယ်ခွာဘာလဲသူ့နာမည်ရှိတော့ခွာသူ့နာမည်ခွာလို့ခေါ်တယ်ဟေးခွာဆရာရဲ့အခန်းလေးကိုတစ်ချက်လောက်ပြလို့ရလားမြင်ငါခံဘာလို့ကြည့်ချင်တာလဲဆရာအခန်းဘယ်လိုနေလဲဆိုတာကျွန်တော်အရင်ကြည့်ချင်လို့အေးစိတ်ဝင်စားတာလဲတစ်မျိုးပါလားဆိုတော့အေးလာကြည့်ဆရာအခန်းထဲမှာဆရာစပွဲနဲ့ခုံလေးနဲ့ခုံထားတာဆက်ဆူနာဆရာခါမိုက်ရနော်ဆရာမိုက်ရနော်ဆရာခါဆရာတန်တရှင်တတရအမြဲတမ်းထားခုံနှခုံဆရာတယောက်ထဲနေတာဒီခန်းထဲမှာဘာလို့ဆရာခုံနှခုံထားလဲဟာမင်းအဲ့ဒါတရှိတော့ဝိညာဉ်တော်ကွအတွက်တခုံလေမင်းရလဲအော်ဟုတ်လားဆရာသူ့စာအုပ်ထဲသူထဲရေးလိုက်တယ်အဲ့ဒါဒီကောင်ကလည်းတမျိုးဆိုတော့ဆရာအမြဲတမ်းအဲ့နေရာလေးမှာထိုင်မလို့ဟေးတရှိတော့ဝိညာဉ်တော်ဆိုတာပုဂ္ဂိုလ်တရှိတော်ဝိညာဉ်ဆိုတာပုဂ္ဂိုလ်ဒါကြောင့်အမြဲတမ်းလို့ဘာပြောလို့ရှိလဲတရှိတော်ဝိညာဉ်တော်ပုဂ္ဂိုလ်ဆိုတာဘာလို့ပြောသလားတရှိတော်ဝိညာဉ်တော်ပုဂ္ဂိုလ်ဆိုတာဘာလို့ပြော when he come နဲ့ it လို့မသုံး when he come he will teach you တဲ့အင်္ဂလိပ်စကားမှာ he လို့သုံးထားတယ်ဆိုတော့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တော်မြတ်ကတင့်ကိုစကားပြောတယ်ပုဂ္ဂိုလ်တော်မြတ်တင့်ကိုမရှင်းလင်းတာတွေကိုရှင်းလင်းစေတယ်ညင်တက်ခြင်းမရှိတဲ့သူညင်တက်ခြင်းပေးတယ်ဝမ်းမြောက်ခြင်းမရှိတဲ့သူဝမ်းမြောက်ခြင်းပြန်ဖြစ်စေတယ်ကြောက်ရွံ့ခြင်းရှိတဲ့သူတကိုးပါတဲ့စိတ်ပြန်ဖြစ်စေတယ်အဲ့လိုအဲ့ဒါဝိညာဉ်တော်ရဲ့လောက်ရက်ဖြစ်တယ်ဆိုတော့ဝိညာဉ်တော်နဲ့မိတ္တာဖွဲ့ပြီးတော့မှတွာလာရတဲ့ကောင်းကြီးမင်္ဂလာအရန်ကြီးတယ်ဆိုတော့ဆရာဆိုအမြဲတမ်းအဲ့လိုနော်ဖခင်နဲ့မိတ္တာဖွဲ့နေရင်းနဲ့တခြင်းလေးဖွင့်တော့ဖခင်မျက်မှောက်တော်တဲ့တိုးဝင်ပြီးတော့မှဖခင်နဲ့ကိုရောဂျေစုတင်တယ်ဂျေစုတဲ့ဘာမှမတောင်းဖခင်နဲ့ကိုးကွယ်တောင်းတယ်ဆိုတာအဲ့ဒါဖခင်မကိုးကွယ်တတ်တဲ့ဖွဲ့တယ်ကိုးကွယ်ဘာမှတောင်းစရာမလိုဖခင်ကောင်းမြတ်ခြင်းပဲချီးမွမ်းတာမှာကိုးကွယ်ခြင်းအစစ်ဆိုဖခင်ကောင်းမြတ်ခြင်းနဲ့ထိုင်ပြီးချီးမွမ်းတော့ကိုရောလှုပ်ဆောင်ပေးခဲ့တဲ့အရာတွေကိုရောရဲ့ဖြစ်ခြင်းတွေပြန်လဲရည်တွက်ချီးမွမ်းတော့ကိုးကွယ်နေရင်းနဲ့နေ့ရက်စင်တိုင်းကိုတစ္ဆာနဲ့ကိုးကွယ်လာတဲ့အခါမှာအချိန်တစ်ခုရောက်လာတယ်ဘယ်နှလလောက်လဲတော့မမှတ်မိပါဘူးဒါမဲ့ကိုးကွယ်နေနဲ့တရက်တော့ချိန်မှာဖခင်ရဲ့အတူရှိခြင်းတတ်တဲ့အရာအထင်ရှားတဲ့အထဲမှာအဲ့ရနေစတော့ဘာဖြစ်လာဆိုမပြောရဘူးဆိုတဲ့စကားတွေမမြင်တတ်ခဲ့တဲ့အရာတွေပြီးတော့ဖခင်နှလုံးသားကြီးကိုခံစားတာအဲ့ဒါအရေးကြီးတယ်ဆရာတို့တရားဟောပြီဆိုရင်ရုပ်ပြောင်းသွားတယ်ဆရာတကယ်ဝိညာဉ်မီးတကယ်တောက်လောင်ပြီဆိုရင်ဆရာရုပ်ပြောင်းတယ်ရုပ်ပြောင်းသွားပြီဘာလို့သူနှလုံးသားရောက်လာတဲ့အခါမှာသူခံစားတယ်လို့ခံစားတဲ့အခါမှာမနေနိုင်တော့အာရပါရောက်ဆိုတော့အဲ့ဒါမီးပဲသူနှလုံးသားရသွားပြီဆိုရင်ဝိညာဉ်မီးရရေးလဲတောက်လောင်တာအရှိန်ဟုန်နဲ့ဟောတော့လားဘာမှဘယ်လိုခေါ်မလဲကြောက်စိတ်ဆိုတာမရှိတော့ကြိုက်တဲ့ဘယ်ဟာပဲဖြစ်ဆိုတော့ဆော်တော့လား
ဟေးဆိုတော့လေထောင်ထဲဝင်ရတာပေါ့ပြက်တာမရှိအောင်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 ပြက်တာဟောပြက်တာဟောတော့လူတွေကဘယ်ကြိုက်မလဲမှန်တာပြောရင်မကြိုက်ဘူးတဲ့တိတ်မှန်တာပဲဒါပေမဲ့မှန်တာပြောရင်မကြိုက်ဘူးဆိုတာဒါလောကထဲမှာတမန်တရားပြောရင်လေဆွတ်ခုံခံစားတာဒီမနရဲ့လောကကြီးဆွတ်ခုံမခံနိုင်ဘူးသူတို့ကပြက်ပြောမကြိုက်ဘူးဘာသာရေးလုံနေတာကိုဆရာမခံစားနိုင်တာအဲ့ဒါတက်လားဆရာအဲ့ဒါမရှိဘူးအစားသူတို့လည်းသူတို့ဘာသူတို့လောက်တာပေါ့ဒီလိုဒါမဲ့လေတရက်ဖျောက်ကိုကိုယ်နဲ့ဖျားနှလုံးသားကြီးဒိတ်ဆိုဝင်လာတဲ့ခါမှာဘာပေါက်ရရှောက်လုံးလာလဲဆိုတာအထဲမှာအဲ့လိုဖြစ်တာအဲ့ဒီမှာယေရှုပြောတဲ့စကားကိုနားလေသွားတာဘာသာရေးသမားတွေအချင်းမွေဆိုးအမျိုးတို့ဆရာတော်အဲ့လောက်မပြောသေးဘူးယေရှုကကြွေးတာမွေဆိုးတဲ့မွေဆိုးတဲ့ပြီးတော့ထုံးတုတ်ထားတဲ့အုပ်ဘူးတဲ့ဟာကြွေးတာဖျားပြောတယ်ကျမ်းတယ်မြောက်မထားသောမိန်းမတဲ့ဟာဆိုရှယ်ခနာကကိုင်ဘာသာရေးသမားတွေကိုယေရှုကအတကုံကြွေးတာဟာဆရာလည်းပဲလေတရားဟောမပြောချင်ပါဘူးဆရာစနီးတယ်ပြောပြီဘာမပြောလဲရတဲ့နဲ့ဘာတွေရှောက်ပြောလဲမသိဘူးဘာတွေရှောက်ပြော तू ကမခံစားနိုင်ဒါပေမဲ့ပြောရတယ်ဘာကြောင့်ဆိုတော့ဆရာပြောမှာတခါလေဆရာလည်းမပြောချင်ဘူးဒါပေမဲ့ပြောလိုက်တဲ့ဟာတွေမှာထိသွားတဲ့သူတွေကအများကြီးပြောင်းလဲသွားတဲ့သူတွေအများကြီးလွတ်မြောက်သွားတဲ့သူတွေအများကြီးပြောခိုင်းတဲ့စကားကိုပြောတဲ့အခါမှာတော့နည်းနည်းတော့မကောင်းဘူးဒါပေမဲ့ပြောခိုင်းတဲ့စကားကိုပြောရင်ဖះတာဝန်ယူတယ်ကိုပြောချင်တာတွေရှောက်ပြောရင်တော့အီပေနဲ့တရားဟောနေတာအားမပါဘူးတကယ်ဖះပြောခိုင်းတဲ့စကားဆိုရေးလဲအားပါတယ်ဘာကြောင့်တလားခုနပြောသလိုပဲကားကလေမီးတောက်ကောင်းရင်အရှိန်နဲ့ပြေးတာမီးတောက်ကောင်းနေတဲ့အရှိန်နဲ့ပြေးလေပဲဒါကြောင့်ဒီမှာရှိတဲ့မိသားစုတွေညီကိုမောင်နှမတွေဆာငတ်ပါဘောက်ဆာငတ်မှာမျက်မှောက်တော်ဆာငတ်နံပါတ်1တင်တကယ်ကိုတရှင်တော်မီးနဲ့အထက်ကနေတောက်လောင်ပြီးတော့မှဖရာသခင်အသုံးခံခြင်းတဲ့သူဖြစ်ခြင်းရဲ့နံပါတ်1ဆာငတ်ပါဘောက်ဆာငတ်ရပါလေမျက်မှောက်တော်ဆာငတ်ပါမျက်မှောက်တော်ဆာငတ်ပါအဲ့ဒါရေးထားပါမျက်မှောက်တော်ကိုဆာငတ်ပါနံပါတ်1မျက်မှောက်တော်ကိုဆာငတ်ရမယ်နံပါတ်2အနေနဲ့အဲ့ဒီမျက်မှောက်တော်ကိုဆာငတ်ခြင်းနဲ့အတူနံပါတ်2ကတိုးဝင်ရတယ်ဆာငတ်တယ်ပြောတော့မှဒီတိုင်းနေလို့မရအောင်ဆာငတ်တယ်ဆိုတိုးဝင်ရတယ်တိုးဝင်ရတယ်အမြဲတမ်းလို့တတ်မှတ်ထားရမယ်အချိန်တစ်ခုကိုတတ်မှတ်ပြီးတော့တိုးဝင်ရမယ်မအားထိုင်မပြောနဲ့မအားဘူးဆိုတာမဟုတ်ဘူးအားတယ်အားရမယ်မအားဘူးဆိုတာမရှိဘူးအားရမယ်အချိန်ကိုရွေးနှုတ်ပါတဲ့ဘာလို့ကာလဆိုးရုပ်တဲ့ကာလဖြစ်တဲ့ကြောင့်အချိန်ကိုရွေးနှုတ်ပါတဲ့အချိန်ကိုရွေးနှုတ်စားပါလေဖယားအတွက်အချိန်ရအောင်ပေးလို့ပြောနေတာအချိန်ကိုရွေးနှုတ်ဆိုတာဖယားအတွက်အချိန်ရအောင်ပေးမင်းဘသူအတွက်အချိန်နဲ့အများကြီးပေးနေလေဖယားအတွက်အချိန်အများကြီးပေးတဲ့သူဖြစ်ရမယ်ဆိုတော့နံပါတ်1မျက်မှောက်တော်ဆံငတ်မျက်မှောက်တော်ဆံငတ်တယ်ဆိုတာဘာလဲမျက်မှောက်တော်ဆံငတ်တယ်ဆိုတာဘာလဲတချို့ကမျက်မှောက်တော်နားမလဲတဲ့ဖွဲ့ရရှိသေးတော့မျက်မှောက်တော်ဆံငတ်တယ်ဆိုတာဖယားသခင်နဲ့ဖယားရဲ့ဖယားအတူရှိခြင်းကိုသိရှိခြင်းနဲ့စိတ်မျက်မှောက်တော်ဆံငတ်တယ်ဆိုတာဖယားငါနဲ့အတူရှိနေတဲ့ကွာဆိုတာယူသိသွားတာဖယားငါနဲ့အတူရှိတယ်ကွာဆိုသိအဲ့ဒီငါနဲ့အတူဖယားရှိနေကွာဆိုတာ literally ကွာပြောလို့မရအောင်ကင်တွယ်လို့မရအောင်ဒါပေမဲ့ငါနဲ့တူဖျားရှိနေဆိုတာကိုတိသွားတဲ့ intimate relationship အဲ့လိုကြီးဖြစ်သွားတဲ့အထိသင်ဆံငတ်ပါတချို့ဆိုရင်ဆရာပြောပြဆရာနောက်ပတ်မှာဆရာတွေ့ဖို့ရှိတယ်ကဘာကျော်ဆရာကြီးတယောက်သူ့နာမည်ဆရာကြီး Kenneth Copeland သူနဲ့တွေ့ဖို့ရှိတယ်သူကဒီလိုထိုင်နေနဲ့ yes lord yes lord သူချားလေချင်းအယူလိုပဲပါပဲ yes lord thank you yes lord yes lord yes lord thank you lord ဆိုတော့ကိုနဲ့စကားပြောနေနဲ့ကိုစကားမပြောတော့နဲ့ဘလိုက် yes လို့တော့နေတော့ဘာလဲပေါ့ကွာမိုက်တယ်သူတို့က
ဖယားနဲ့တကယ်သွားတတ်တဲ့အဖွဲ့တွေကဟိုရိုင်းသွားခွင့်လို့အယူလို့ပဲတခါတလေလောကကြီးကနားမလည်နိုင်တဲ့အကွက်တွေရှိတယ်စကားပြောနေနဲ့ wait a second yes လို့ဆိုတော့ yes နိုင်စကားပြောနေနဲ့တင်းတဲ့စကားပြောခဏရက်တာခဏအမင်းနဲ့စကားပြောချင်းဖြစ်တယ် yes လို့ yes လို့လို့ညဘယ်လိုလုပ်မလဲလို့ဒါပေမဲ့အဲ့လူတွေမိုက်တယ် yes Lord thank you yes I will do it I will do it thank you ဆက်ပြောအောင်ဆိုဘေးရောက်သွားလဲတယ်ဟာကြကိုစကားပြောဘေးရောက်သွားလဲတယ်ဘယ်ကနေပြန်စမှတော့မသိတော့ဒါပေမဲ့သွားမလုံးနဲ့ဖျားသခင်တော်ကြီးတစ်ခုဝယ်ခိုင်းတယ်သူ့ကိုလေတော်ကြီးသွားဝယ်ပလိုက်တယ်အဲ့ဒါတော်ကြီးအစကဒါပေမဲ့အဲ့တော်ကြီးခဏနေတော့အင်မတန်ဈေးကြီးတဲ့နေရာကြီးဖြစ်သွားတယ်ဧက1000ကျော်တယ်သူဝယ်ပလိုက်တာဒီအမေရိကမှာအခုတော့အဲ့ဒါကြီးဧက1000ကျော်တဧကမပြောနဲ့အကွက်လေးတစ်ကွက်မီလီယံနဲ့ချီတော့ပေးရတယ်အခုပြီးတော့အဲ့ဒီ Eagle Mountain ဆိုတဲ့နေရာကြီးအခုသူဝယ်လိုက်တဲ့1000ထဲမှာရေနံထွက်ပြီလေရေနံထွက်ပြီ yes ဆက်ချမ်းသာတယ်သူ့ရဲ့ဖះเจ้าနောက်မှာသူ့ရဲ့လေရင်ကွင်းကိုပိုင်လေရင်ကွင်း Copeland Airport တဲ့ရှာကြည့်လို့ရတယ် COPLAN something ဆရာမတော်မခဏလေး Copeland Airport ဆိုအဲ့လိုကြည့်လို့ရတယ်ဒါကြောင့်သူတို့ဖះတန်ကြားတတ်တဲ့လူတွေအားလုံးကCopeland Airport ဆိုနော် Copeland Airport yeah COPELAND COPELAND ကိုပိုင်လေရင်ကွင်းမှာရှိတယ်ပြီးသွားပြီအဲ့လူတွေကိုနားမလည်နိုင်ဘူးအဲ့လူတွေဟောလိဝုဒ်မင်းသားတွေချမ်းသာတယ်သူတို့တွေကမေရေးတဲ့ပေးကနာစတူဒီယိုကြီးတွေနဲ့လုံးလိုက်ရင်အခုသူတို့ ਨੇ ဇူလိုင်လနောက်ဆုံးပတ်မှာ29ရက်29 30တရက်နေ့ဆိုတော့တရက်နေ့ထိဩဂတ်တရက်နေ့ထိသူတို့ ਨੇ ဆရာဥစားပေါ့ meeting ရှိတယ်တကယ်ဒါပေမဲ့သူတို့တွေကြောက်လေဖယားတန်ချတတ်တယ်ဘာကြောင့်တလားဆံငတ်ချင်းလောကအတန်နဲ့အကုန်ရပ်ပြီးတော့ဖယားတန်ချခြင်းနဲ့စိတ်နဲ့တိုးဝင်ဖို့အရေးကြီးတယ်ဆံငတ်ပါတိုးဝင်ပါနံပါတ်1ဆံငတ်ပါနံပါတ်2ဆံငတ်ပြီးတော့ဆံငတ်တယ်ဖယားတွေ့ချင်တယ်ဖယားနဲ့ယဉ်နေချင်တယ်ဖယားနဲ့အရင်ယဉ်နေချင်တယ်ဖယားနဲ့အရင်ယဉ်နေချင်တယ်ဖယားတောင်ကြားချင်တယ်အရင်ယဉ်နေချင်တယ်ဖယားတူရှိတာအရင်သိချင်တယ်ထိုင်ပြောနေလို့သိသွားတာမဟုတ်ဘူးအချိန်တခုတတ်မှတ်ပြီးတော့မှအချိန်တခုတတ်မှတ်အဲ့ဒီချိန်ကဖယားဝယ်ပေးမယ်ကွာဆိုအဲ့ဒီအချိန်မှာဘာမလုပ်ပဲနဲ့ဖယားနဲ့ပဲချီးမွမ်းပြီးတော့ဖယားချီးမွမ်းပြီးတော့ဖယားနဲ့ပဲမိသားဖွဲ့နေတတ်တာဟာအဲ့ဒီအတ္တတာလို့ဖះခင်ဖွင့်ပြလို့ရမှာမရှိဘူးဒါမဲ့ဘာဖြစ်လဲတခါလေမှာဘာမှကိုကွယ်နာဘာမှလည်းမစင်းလာဘူးဘာမှလည်းမရဘူးဘာမှလည်းမရဘူးကွာဒါမဲ့ထပ်တိုးဝင်တင်းရဲ့ဆာငတ်ချင်းကတကယ်ပဲလုံလောက်သောဆာငတ်ချင်းဖြစ်သွားပြီဆိုရင်ဖះသခင်စကားပြောတယ်သူအတူရှိကြောင်တတ်တယ်ပြတယ်အေးသူနဲ့မိသားဖွဲ့လာလေတင်မတိတဲ့အရာတကွာတင်အထဲမှာဖယားရဲ့ဝိညာဉ်မီးတောက်လောင်တာလားအရာထင်ရှားတယ်အဲ့ဒီဝိညာဉ်မီးတောက်လောင်ပြီဆိုရင်ဘာလို့ရလဲတဲ့လားတင်နှုတ်ပိတ်ထားလို့မရတော့စတင်ပြီးတော့နှုတ်ဖွင့်ပြီးတော့ဘယ်နေရာမှာမဆိုဘယ်လူမျိုးမဆိုကြောက်စိတ်ကိုမရှိပဲနဲ့ပြောနိုင်တဲ့အတ္တဖြစ်လာတယ်အဲ့ချိန်မှာတင်ကနှုတ်ပိတ်ထားတာမျိုးမဟုတ်ပဲနဲ့ဘုရားခင်ပြောခိုင်းတဲ့စကားကိုပြက်ပြောရဲပြီဆိုတော့တင်ကိုဘုရားသခင်အမြည်ကြီးပေါ်မှာလူမျိုးတကာတော့ဘုရားချီးမြှောက်အသုံးပြုတော်မှာဖြစ်တယ်ဆိုတော့၃ချက်နံပါတ်1ဘုရားနဲ့ယဉ်နေခြင်းနဲ့စိတ်ဘုရားငါနဲ့အတူရှိတယ်ဆိုတာကိုအုံနောက်နဲ့သိတာမဟုတ်ပဲတကယ် literally သိသွားတဲ့အတ္တဖြစ်တဲ့ဒီဆံငတ်ပါပြီးရင်နံပါတ်2တိုးဝင်ပါ
တိုးဝင်တဲ့အခါမှာလေဘယ်လိုတိုးဝင်ရတယ်လဲဆိုတဲ့အခါမှာသင်ဒီဝိချေတန်းချေတိုးဝင်တာမဟုတ်ပဲနဲ့သူနဲ့မယင်းနီးမချင်းသူရဲ့အတန်တော်မချာမချင်းသူရဲ့ထိတွေ့မှုမခံစားရမချင်းသူရဲ့အထဲကနေပြုတ်ပြင်းနေတဲ့အရာတွေမရမချင်းစံငတ်ချင်းကိုလုံးဝအရမခံနဲ့တိုးဝင်ပြီးဆိုရင်နောက်ဆုံးသုံးချက်မှတ်ထားပြီနော်နောက်ဆုံးသုံးချက်မြောက်ကပါလေတိုးဝင်ရင်ဖရာသခင်ဖွင့်ပြခြင်းတွေရလိုက်အုံနောက်ထဲမှာမသိမ်းထားနဲ့တင်များမမှတ်မိနိုင်ဘူးရေးချရတယ်နံပါတ်1စာငတ်ပါမျက်မှောက်တော်ကိုနံပါတ်2တိုးဝင်ပါနံပါတ်3တိုးဝင်အရင်စာငတ်ခြင်းနဲ့တိုးဝင်စာငတ်ခြင်းတော့လုံးဝအရက်မခံနဲ့စာငတ်ချင်းရက်သွားတဲ့ဘာမှမရတော့ဘူးစာငတ်ချင်းနဲ့တိုးဝင်တဲ့အပေါ်မှာအသင်ကိုဖယားကဘာလုပ်ပေးလဲဆိုစာငတ်ချင်းနဲ့တိုးဝင်ရင်ဖယားသခင်ကသင်ကိုဖွင့်ပြတယ်စာငတ်ချင်းနဲ့တိုးဝင်ရင်ဖယားဖွင့်ပြတယ်ဖွင့်ပြရင်သင်အုံနောက်ထဲမှာပဲမထားရဘူးစာရေးချရတယ်ဒါအမြဲတမ်းမှတ်ထားရေးချရတယ်မရေးချရင်မရဘူးအဲ့ဒီရေးချတဲ့အရာပဲသင်အကောင့်ထဲပေါ်နိုင်မှာဖြစ်တယ်ရေးချတဲ့အရာတွေရေးချတတ်တဲ့အကျင့်ကိုလုပ်ဒါကြောင့်နှုတ်ကပတ်တော်ဘာပြောလဲဆိုတော့အမြဲတမ်းငါဒီတဲ့လင်းစင်ပေါ်မှာနေပြီးတော့တဲ့ဖျားခင်ဘာပြောမလဲဆိုတာဘာလို့လဲငါစောင့်နေတယ်တဲ့ပြီးတော့မှဖျားခင်ဘာပြောမလဲဆိုတာငါအမြဲတမ်းငါကြည့်ပြီးတော့တဲ့ငါပြင်ဆင်နေတယ်တဲ့ဟုတ်လားဆိုတော့ဘာပြောချင်တာလဲဆိုတော့မကြည့်နော်ဟာဘကုတ်အနာဂတ်ချန်ခန်းကြီးနှစ်မှာအခန်းကြီးနဲ့အငယ်တက်မှာငါသည်ငါလင့်စင်ပေါ်မှာရက်လျက်ရဲတိုင်း၌အမြဲနေလျက်ငါအားအဘယ်သို့မိန်တော်မူမည်ကို၎င်းအပြစ်တင်လျက်အဘယ်သို့ပြန်ရှောက်မည်ကို၎င်းငါစောင့်ရနေစေနဲ့ဆွာဖျားကလည်းဖတ်တော်သူသည်ပြေးလက်ဖတ်နိုင်အောင်ဗျာဒိတ်ယူပါယုံကိုမကြည့်စောင့်တတ်တဲ့သူပဲဖျားစကားပြောတာဒါရေးကြည့်သွားပြီငါသည်ငါလင့်စင်ပေါ်မှာရက်လျက်ရဲတိုင်း၌အမြဲနေလျက်ငါအားအဘယ်သို့မိန်တော်မူမည်ကို၎င်းအပြစ်တင်လျက်အဘယ်သို့ပြန်ရှောက်ရမည်ကို၎င်းငါစောင့်၍နေစဉ်တွင်ငါစောင့်၍နေစဉ်တွင်ဘုရားသခင်မျက်မှောက်တော်ထဲမှာသင်စောင့်တတ်တဲ့အကျင့်လုပ်ပါအဲ့ဒါမှဒါဘုရားသခင်မျက်မှောက်တော်ထဲတိုးဝင်စောင့်တတ်တဲ့အကျင့်ဘုရားခင်သားကိုဘာပြောမလဲသမီးကိုဘာပြောမလဲပြီးတော့မှကြည့်ထဘုရားကလည်းဖတ်တော်သူဒီပြေးလျက်ဖတ်နိုင်အောင်ငါစောင့်၍နေစဉ်တွင်တလားစောင့်နေချိန်မှာထဘုရားကလည်းဖတ်တော်သူဒီပြေးလျက်ဖတ်နိုင်ဗျာဒိတ်ယူပါယုံကိုတင်ဘုံပေါ်မှာအခရာတင်ရေးမှတ်ထားဘာကြောင့်လဲတဲ့အခန်းကြီးအငယ်3မှာအခန်းကြီး2အငယ်3မှာထိုယူပါယုံဒီချိန်ချက်သောအချိန်ကာလအချိန်နှင့်ဆိုင်၍အမှုကုန်သောကာလဆိုလို့မူတန်နဲ့ကင်းလို့ဆိုင်းတော်လေမျောလင်းတော့နောက်မကြပဲဧကန်အမှန်ရောက်လာလိမ့်မယ်ဆိုင်းတော်လေမျောလင်းဖះဖွင့်ပြတဲ့အရာကိုသင်ရေးထားတဲ့အရာအလုံးဖြစ်လာပါဖြစ်လာပါအေးဆရာတေးပဲလာတော့လုံနိုင်တယ်နော်လုံနိုင်တယ်အခုမကြပြီခင်ပါလဲအမေရိကမှာဆရာချတော့မယ်ဆိုလုံနိုင်တယ်နော်မဟုတ်လုံနိုင်တာမဟုတ်ဘူးလုတ်ခိုင်းတာကိုလုတ်တော့လုံနိုင်တာပေါ့မလုတ်ခိုင်းတာကိုရှောက်မလုံနဲ့ဘာမလုံနိုင်ဘူးလုတ်ခိုင်းတာကိုရေးချထားဘာလုတ်ခိုင်းလဲဆိုတော့သိအောင်အမြဲတမ်းဘာလုပ်ရလဲဘုရားနဲ့ကိုးကွယ်တဲ့ချိန်မှာဘောပန်ပုံခဲတာမဟုတ်ရင်တခုပေါ်နဲ့ရေးနိုင်တာတခုပြီးတော့မှစာအုပ်စာရွက်အမြဲတမ်းထားဘုရားနဲ့ကိုးကွယ်ဘုရားကဘာပြောမလဲဒါကြည့်ငါဆောင်၍နေစဉ်တွင်ဘုရားငါ့ကိုဘာပြောမလဲဆိုဆောင်ပြီးတော့မှနေတဲ့တတ်တာဘုရားစကားပြောလိုက်ရေးချအဲ့ဆိုဘာဖြစ်လာမလဲမင်္ဂလာဖြစ်တယ်ဘုရားကြီးတော်မှုတွေပြုနိုင်တယ်အဲ့ရတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုအဲ့ဒီအတန်ကိုကြားတတ်သွားရင်အဲ့ဒီ inner voice လို့ခေါ်တယ်အဲ့ဒီအတန်ကြားတတ်သွားရင်တရားဘာဖြစ်သွားပြီလဲဒါလို့လည်းတော့ငါသားတရားဝယ်လိုက်တော့ငါသားဒီလိုပြောလိုက်တော့ငါသားဒီလိုတွေလာပြီတခုပြီးတခုငါသမီးငါသားစကားတွေလာပြီအဲ့ရင်းနှီးမှုတိဆောက်ရတာတင်တို့အခုအပင်ဆိုင်အခုအတီးစားခြင်းနဲ့ပုံစံမလုံးနဲ့တိဆောက်ရတဲ့အခါမှာနှစ်နဲ့ချီတိဆောက်ရတယ်
တင်းတဲ့ချီတိဆောက်တယ်ဖယားနဲ့ယင်းနေဖို့ဆိုတာတင်းတို့ကတပတ်နှစ်ပတ်နဲ့ယင်းနေအောင်ရမယ်ထင်လို့လားမရဘူးဘာလို့တိလာညီကိုမောင်မတို့တင်းရဲ့အခွန်အမာတွေအများကြီးရှိတယ်ခွာချတယ်တလွာပြီးတလွာခွာချပြီးမှသူနဲ့ယင်းနေလာတာသူကနှလုံးသားအယမ်းမာတယ်ကြောက်နှလုံးသားတွေအတန်းနှလုံးသားဖြစ်အောင်ဘုရားသခင်ကဆွာပြီးတော့ပြုတ်ပြင်းမတော့မှာတဖြည်းဖြည်းနဲ့သူနဲ့ယင်းနေသွားတာဒါကြောင့်ညီကိုမောင်မတို့အားလုံးတကယ်ဆန့်ငတ်ပါအောင်ဆန့်ငတ်မှာလားဖြောအတုံးပြုဖို့အတုံးပြုတာခဏနောက်မှထားမျက်မှောက်တော်ကိုဆန့်ငတ်သူနဲ့ယင်းနေခြင်းနဲ့စိတ်ကိုဆန့်ငတ်သူနဲ့တိကျွမ်းခြင်းနဲ့စိတ်ကိုဆန့်ငတ်သူရဲ့အတူရှိခြင်းတတ်တဲ့ယူတဲ့ဆန့်ငတ်ဆန့်ငတ်ပြီးတော့တိုးဝင်တိုးဝင်တဲ့အခါမှာအမြဲတမ်းဖယားပါပြောလာမလို့ဆိုတာတချို့ကပြောတယ်မရေးမြမှတ်လိုက်ဦးမလားနောက်တစ်ခါပျောက်သွားပြီမရတော့ဘာလဲဖယားပါပြောခဲ့တာလေအဲ့ဒါအယောင်ဝမ်းနေစရာကောင်းတယ်ရေးချတယ်အကုန်ရေးချတာရေးချပြီးတဲ့အရာကိုဖယားနဲ့ပြန်ချိန်ယူတဲ့အခါမှာအဲ့ရေးချတဲ့အရာတွေအလိုဖယားပြတ်ဖို့ပြောက်တော့လှုပ်တော့ဆိုတဲ့အချိန်ရှိတယ်ရေးချတာနဲ့လှုပ်တာနဲ့အချိန်မတူဘူးရေးချထားခိုင်းတဲ့အချိန်မှာရေးချထားပြီးလှုပ်ခိုင်းတဲ့အချိန်ကနောက်6လမှဖြစ်နိုင်တယ်နောက်9လမှဖြစ်နိုင်တယ်အဲ့ဒါတွေကမတူဘူးဒါကြောင့်ရေးချထားပြီးဆက်ပြီးတော့ဖယားနဲ့ကိုးကွယ်ရင်ဖယားကအရေးချထားတဲ့အရာတွေထဲကနေလှုပ်ရမယ့်အရာတွေထပ်ပြီးတော့ပေါ်ပြအဲ့ချိန်ကျရင်တင်တော့ကြီးမားတဲ့အမှုတွေကိုတင်နိုင်ငံတကာမှာလှုပ်လာနိုင်မယ်စီးပွားရေးတွေလှုပ်လာနိုင်လိမ့်မယ်ပြီးတော့မှတင်လုပ်ငန်းတွေအများကြီးချက်တွေမှာလှုပ်လာနိုင်လိမ့်မယ်အမှုတော်မြတ်အတွက်တော်၎င်းစီးပွားရေးအတွက်တော်၎င်းသာသနာအတွက်တော်၎င်းမိသားစုတွေအတွက်တော်၎င်းရသောတော်သူတွေအတွက်ကောင်းကြီးဖြစ်တဲ့သူပြန်ဖြစ်လာနိုင်မယ်အဲ့ဒီအတွက်ကြောင့်ဖယားနဲ့မိသားဖွဲ့ဆာငတ်အတိုးဝင်အဲ့ရလာမယ့်ဟာတစ်ခုပဲရှိတယ်ညီကောင်မောင်တို့အဲ့ဒါဝိညာဉ်မီးပဲအဲ့ဒီဝိညာဉ်မီးတောက်လောင်သွားပြီဆိုတော့အမြဲတမ်းဝိညာဉ်မီးမငြိမ်းစေဖို့တော့ဘာလို့တလား maintain လုပ်ရတယ်အင်္ဂလိပ်လိုဆို maintain ကားတစ်စီးကမောင်းချင်တိုင်းမောင်းတော့မှဟလာဘာမှ maintain မလုပ်ဘူးဆိုမရအောင်ကားတစ်စီးကအမြဲတမ်းဖြစ်နေအောင်ကားအမြဲတမ်း check ရတယ်စီကို check ရတယ်ဟလာ oil change ရှိတာ change ရတယ်ပြီးတော့မှလေကိုကြည့်ရတယ်ပြီးတော့မှရေကိုပြန် check လုပ်ရတယ်ဟလာဒါတွေအားလုံးပြန် check လုပ်ရတယ် maintain လုပ်ရတယ်ရေလိုရင်ရေပြန်ဖြစ်မယ် break flu လို့လဲဆို break flu ပြန်ထည့်မယ်ဟလာ radiation လိုအပ်တယ်ဆို radiator ပြန်ထည့်မယ် radiator ထဲမှာရေပြန်ထည့်မယ်ဟလာ maintain လုပ်ရတယ်ကဒီတိုင်းပဲကိုကဝิญဉ်မီးရပြီကွာဆိုအဲ့ဒီဝิญဉ်မီးကငိမ့်တတ်တယ်ဝิญဉ်မီးကတင်ဖျားနဲ့တိုးဝင်ချင်းရက်သွားနေအဲ့ဒီဝิญဉ်မီးကပြန်ပြီးတော့ယော့သွားတယ်ဘာမှလှုပ်ချင်တဲ့စိတ်မရှိတော့တဲ့အကွက်တွေပြန်ဖြစ်လာတယ်ဆရာတို့အင်မတန်ဝုန်းနေအဖျားကိုရေးလဲအကြီးကျယ်ဖျားကိုကိုးကွယ်ခဲ့တဲ့အချိန်တွေရှိတယ်ဒါမဲ့အရန်နေအလုတ်များပြီးတော့မှဖျားမှုတော်ထဲမှာဖျားအရန်သုံးတော့အလုတ်တွေအရန်များလာတဲ့အခါမှာတခါလေဖျားနဲ့ပြန်မတိုးဝင်တော့တဲ့အခါမှာစိတ်တက်ကြတဲ့အပိုင်းတွေအများကြီးရှိတယ်ပြန်တိုးဝင်တဲ့အခါမှာမှ on fire ပြန်ဖြစ်လာတာဒါကြောင့်တိုးဝင်ခြင်းတော့မရက်နဲ့ဆာငတ်ပါတိုးဝင်ပါရေးချပြီးလောက်ခိုင်းတဲ့အချိန်မှာထလုပ်ပါတင်ကြီးတော်မှုပြုနိုင်တဲ့သူဖြစ်လာလိမ့်မယ်ဝိညာဉ်မီးကတော့အမြဲတမ်းတောက်လောင်နေပါစေဝိညာဉ်မီးမရှိဘဲနဲ့အသက်မရှင်ပါနဲ့ဆုံးရှုံးသွားနိုင်သောကြောင့်ဖြစ်တယ်လောကကြီးအသိအမြဲတမ်းဝိညာဉ်မီးသိအောင်ပဲငြိမ်းသက်ဖို့ကြိုးစားနေတဲ့လောကကြီးပါအဲ့ဒီဝိညာဉ်မီးကိုသူတို့အရန်ကြောက်တယ်ဝိညာဉ်မီးနဲ့တရှင်သောဝိညာဉ်မီးနဲ့တင်တို့တောက်လောင်ပြီးတော့မှသွာလာခြင်းအဖြစ်အထူးချီးမြှောက်ခြင်းခါတဲ့သားတွေသမီးတွေဖြစ်ကြပါစေလို့ယေရှုနာမနဲ့ဆုတောင်းကောင်းချီးပေးလိုက်ပါတယ်ရောက်စတဲ့ဖျားခင်သားချီးမြှောက်ပါစေ love you all